မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့2025ခုနှစ်ရဲ့အကြီးမားဆုံးကိုရီးယား series တစ်ခုဖြစ်တဲ့ Made in Korea အကြောင်းကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ဒီကားမှာအဓိကဆွဲဆောင်မှုကတော့ကိုရီးယားရဲ့အထင်ကြီးမင်းသားကြီးနှစ်ယောက်ဖြစ်တဲ့ဝမ်ပင်နဲ့ဂျန်ဝူဆန်တို့ပထမဆုံးအချိန်ထိပ်တိုက်တွေ့ဆုံတာပဲဖြစ်ပါတယ်ဒါကဗန်ဂျာဖွဲ့တွေက Iron Man နဲ့ Captain America တို့တွေ့တယ်လို့မျိုးပြိတ္တတွေအတွက်တော့အိမ်မက်တစ်ခုပါပဲဒရိုက်တာဝူးမင်ဟိုအကြောင်းကိုလည်းထည့်ပြောရပါမယ်သူက Inside Man လိုမျိုးနိုင်ငံရေးအပုံနှံတွေကိုပေါ်ထုတ်တဲ့နေရာမှာဆရာကျသူပါဒါကြောင့်ဒီကားကတာမန်ရာဇဝတ်မှုကားထက်ပိုနက်နဲမယ်ဆိုတာကြိုသိနိုင်ပါတယ်ကျွန်တော်တို့ဇလန်နောက်ခံကိုတေချာကြည့်ရအောင်1980ပြည့်လွန်နှစ်တရာတောင်ကိုရီးယားအတွက် Han River Miracle လို့ခေါ်တဲ့စီးပွားရေးတဟုန်တို့တက်နေတဲ့အချိန်မှာဒါပေမဲ့အလင်းနောက်မှာအမှောင်ရှိပါတယ်အဲ့ဒီအချိန်ကဖိနှိပ်မှုတွေအာဂရိလိုက်စားမှုတွေနဲ့မူရစေဝါပြဿနာတွေဟာဒီစကားရဲ့အဓိကအသက်သွေးကြောပါပဲစီရီခေါင်းစဉ်ကအရန်ကို deep ဖြစ်ပါတယ်ကိုရီးယားကထွက်တဲ့ပစ္စည်းမှန်သမျှအရေးသွေးကောင်းပါတယ်လို့ကြွေးကြော်နေချိန်မှာတစ်ဖက်မှာလည်းကိုရီးယားလို့မူရစ်ဆေးတွေကကဘာကိုပြန့်နှံ့နေခဲ့တာကိုတည်ော်ထားတာဖြစ်ပါတယ်မင်းသားဝမ်မင်ကိုကျွန်တော်တို့က Crash Landing on You လို့အချက်ကားတွေမှာခန့်ခန့်ညာညာပဲမြင်မှုကြတာပါဒါပေမဲ့ဒီကားမှာတော့သူဟာရင်မန်းချက်ကြီးပြီးရက်ဆက်တတ်တဲ့လူတစ်ယောက်အဖြစ်ပုံစံပြောင်းထားပါတယ်သူ့ရဲ့မျက်လုံးတွေကအစအေးဆက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်ဂျန်ဝူဆန်ကတော့ဂျန်ကွမ်ယောင်းလို့ခေါ်တဲ့အစိုးရရှိနေဖြစ်ပါဝင်တယောက်ဆောင်ထားပါတယ်သူကတရားမျှတမှုကိုလိုလားပေမဲ့စနစ်ကြီးတစ်ခုလုံးကပုံနေတဲ့အခါသူဘလို့ရုန်းကန်ရမလဲဆိုတာကစိတ်ဝင်စားစရာပါဇလန်ထဲမှာမူရစ်စေးလောကကိုထိန်းချုပ်ဖို့ကြိုးစားပုံတွေကအရန်ကိုစနစ်ကျပါတယ်ဒါကရိုးရိုး street gun တွေမဟုတ်ပဲအစိုးရအဆင့်မြင့်အရာရှိတွေအထိပါဝင်ပတ်သက်နေတာကိုမြင်ရမှာပါဘလို့ကိုယုံရမလဲမသိတဲ့အခြေအနေတွေမဟာမိတ်တွေကရန်သူဖြစ်သွားတဲ့အလှည့်ပြောင်းတွေကဒီကားရဲ့ highlight တွေပါပဲရိုက်ကူးချက်တွေကအရန်ကို cinematic ဖြစ်ပါတယ်ညဘက်မြင်ကွင်းတွေမှာတုံးထားတဲ့မီးလင်းမောင်တွေကဇက်ကောင်တွေရဲ့စိတ်ပိုင်းဆိုင်ရာအမှောင်တုကိုပုံဖော်နေလို့ပါပဲဒီ series ကိုကြည့်တင်သလားဒီကားရဲ့အရှိန်ပေစင်ကလည်းတော်တော်မြန်ပါတယ်အခန်းတိုင်းမှာအဓိပ္ပာယ်ရှိတဲ့စကားလုံးတွေအရေးအယောင်တွေအများတန်းပါနေပါတယ်တကယ်လို့တင်ရ The Godfather လိုမျိုးဒါမှမဟုတ်ကိုရီးယားကားတွေထဲက New World လိုမျိုးခက်ပြင်းပြင်းရာသွင်းမှုကားတွေကိုကြိုက်ရင်ဒါအသင့်အတွက် perfect ပါပဲဒီကားကကျွန်တော်တို့ကိုပေးတဲ့သင်ခန်းစာကတော့အောင်မြင်မှုအတွက်ကိုချင်းတရားကိုရောင်းစားရင်ဘာဖြစ်မလဲဆိုတာပါပဲကျွန်တော် rating ကတော့10မှာ9ပေးခြင်းပါတယ်တယောက်ဆောင်ပိုင်းမှာတင် full mark ပေးလို့ရပါတယ်မိတ်ဆွေတို့ကဝမ်ပင်နဲ့ဂျန်ဝူဆန်ထဲကဘလူးကပုံမိုက်တယ်လို့ထင်တယ်ဒီကားထဲကဘယ်ခန်းကိုကြိုက်ဆုံးလဲဆိုတာပြောပြပေးခဲ့ကြပါအောင်နောက်ထပ်2026ခုနှစ်မှာထွက်မဲ့ကိုရီးယားကားတွေအကြောင်းကိုသိချင်ရင်တော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ထားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်